Rashid ထုတ်ခုမင်း channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုပြချင်တဲ့အကြောင်းအရာကတော့စားလေးရင်ထဲမှာတစ်ခါလောက်တော့တွေ့ဖို့ကြမယ့်မိဘတစ်ခုပါဆက်တာကတော့လူနှစ်ယောက်ကသစိမ်းနဲ့ပြန်ပြတော့မှုအတွက်ပဲဒီလောက်အချိန်တွေကြာရင်တယောက်ကိုတယောက်ချစ်ခဲ့ကြတာလားဆိုရယ်မိဖို့လေးပြပါတယ်ဗီဒီယိုရဲ့ဘဝမှာအချိန်ဆိုတာအရန်တန်ဖိုးရှိရလို့ပြောကြရတယ်ဒါပေမဲ့ချစ်နဲ့ပတ်သက်လာရင်တော့မိတို့ကချိန်တွေကိုရင်းရင်းရွရွပြပြတတ်ကြတယ်ဒီနှစ်ရပ်ပေါင်း1460ကျော်ဒီချိန်တွေကိုဖျက်ဆီးပြီးမှအခုတော့ဘာမှမဆိုင်တော့တဲ့သစိမ်းတွေပြသွားကြပြီအဲ့ဒီအကြောင်းကိုဒီနေ့အေးစစ်စစ်ဆွေးနွေးကြည့်ကြရအောင်နော်ဗီဒီယိုလေးမစခင်မှာဒီလိုပြရဲ့အကြောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်သဘောကျတယ်ဆိုရင်ထုတ်ဝေးမိ channel လေးကို subscribe လုပ်ထားပြီးကြပါအောင်နော်ဒီနေ့ဆိုတဲ့အချိန်ကနဲတာမှမဟုတ်တာလူတစ်ယောက်ရဲ့အချင်းစရိုက်တွေအားနည်းချက်တွေကိုလွတ်ရဖို့အတွက်လုံလောက်တဲ့အချိန်မှာသူပဲချိန်မှာပါစားခြင်းနဲ့သူစိတ်ညစ်နေရင်ဘယ်လိုမျက်နှာမျိုးပြသွားတတ်လဲသူဖုန်းမကင်ရင်ရောဘာလုပ်နေမလဲဆိုတာကြည့်ပါဒီလိုအားလုံးအကုန်သိခဲ့ကြပါတယ်ဘယ်နဲ့နိုးရနဲ့ Good morning ကနေစပြီးတော့ညအိယာဝင်တဲ့အချိန်ထိဘုံရွေအိတ်ဆိုကြခဲ့ကြတဲ့ညတွေအနာဂတ်အကြောင်းကြီးစီကူရင်ခဲ့ကြတယ်ဘယ်မျိုးမှနေကြမယ်ဘယ်လိုအိမ်လေးဆောက်မယ်ခလေးပနေရောက်ယူမယ်စရှိတဲ့ပြင်ပေါ့ဒီနေ့လုံးလုံးမြေတို့ရဲ့ကဘာကြီးထဲမှာအဲ့ဒီလူကပိုချက်ဖြစ်နေခဲ့တာကိုမိသားစုဝင်တယောက်လူမျိုးတော့ဖြစ်နေခဲ့တာပါဒါပေမဲ့အဲ့ဒီလောက်နဲ့ဆိုင်တဲ့ရောတင်တွေအမတ်တယောက်တွေကလမ်းခွဲရအောင်ဒါမှမဟုတ်ငွေချင်းဖြစ်နေပဲနေရအောင်ဆိုတဲ့စကားတစ်ခုအောက်မှာအငွေ့ပြန်သွားတာကိုမြင်ရတဲ့အခါရှင်ထဲမှာဟာကနေထိသွားတတ်ပါရဲ့။ဘာလို့ဒီလောက်စူးစမ်းခဲ့ရတွေကဒီလိုပဲပြီးတော့အိုလားဆိုရင်နောက်နောက်မျိုးဝင်လာတတ်တာဘာဝပါ။အဆိုးဆုံးကဘာလဲဆိုတော့ဖုန်းထဲမှာရှိနေတဲ့နာမည်လေးကိုဖျက်လိုက်ရတဲ့အချိန် social media မှာ unfollow လုပ်လိုက်ရတဲ့အချိန်ဒါမှမဟုတ်တယောက်အကြောင်းတယောက်ဝင်မြင်ပြတော့တဲ့အချိန်တွေပါပဲ။ဒီနေ့ကအထိကိုယ့်ရဲ့အကိုရဖြစ်ခဲ့တဲ့သူကဒီနေ့မှာတော့ဖုန်းဆက်ဖို့တော့ခွင့်မရှိရတဲ့သူဖြစ်သွားတယ်။ခါတလေလမ်းမှာမထင်ဆုံးမိလားစုံပြရမလားမျက်နှာလွှဲရမလားလူခွင့်မရဖြစ်ရတဲ့သစိမ်းတွေဟောရင်းနဲ့လုံးလုံးကိုယ့်အကြောင်းသိဆုံးသူကအခုတော့မမလဲဘာကြီးလုံနေလဲတော့မသိရတဲ့အခြေအနေကတကယ်တော့အရန်ရက်ဆက်ပါတယ်။ထာကိုကြည့်ရင်နှုတ်ဆက်ခြင်းကနှုတ်ဆက်ဖို့ပဲလို့ပြောစရာရှိပါတယ်။ဒါပေမဲ့မိဒီနီယာမှာမင်းကုန်းထုတ်ရှင်တာကဒီလေးနှစ်ကတကယ်ပဲအလဟာသက်ပြသွားရလား။တကယ်တော့မိတို့နှမျိုးနေရကအချိန်မျိုးပါ။ဒါပေမဲ့အဲ့ဒီလေးနှစ်ကတင်းကိုအများကြီးကြောင်းလေးပြီးခဲ့ပါတယ်။လွန်ခဲ့တဲ့လေးနှစ်တုန်းကနဲ့အခုနဲ့တရားမတူတော့ဘူးလေ။အဲ့ဒီလူကတင်းဒီကနေလေးနှစ်စာအချိန်ယူသွားတာမှတ်ပြီးမဲ့တင်းကိုလူတယောက်ကိုဘယ်လိုကြည့်ဆိုင်မလဲဆိုတာကိုတင်မိသွားတယ်။ကိုယ့်ရဲ့အတ္တတွေကိုဘယ်လိုလျှော့ရမလဲဆိုတာတင်မိသွားတယ်။ဒီခံခြင်းဆိုတဲ့အနတ္တိပဲကိုတင်မိသွားတယ်။အဆိုးဆုံးကတော့ဆုံးရှုံးမှုတစ်ခုပေါ်ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့သင်ခန်းစာကိုနောက်ဆုံးအနေနဲ့တင်မိသွားခဲ့တာပါ။သစိမ်းတွေပြန်ဖြစ်သွားတာကဆုံးသက်မဟုတ်ပါဘူး။အဲ့ဒီလေးနှစ်ကတင်အတွက်ဘဝတစ်ခုတစ်ခုပါပဲ။အဲ့ဒီလိုနဲ့မဆုံးခဲ့ရင်တရားခုလောက်ရင်းချက်တဲ့သူဖြစ်လာမှာမဟုတ်ပါဘူး။ခုလောက်ကိုပြန်ချစ်တဲ့သူဖြစ်လာမှာမဟုတ်ပါဘူး။တခါလီမှာမိတို့ကသစိမ်းပြန်ဖြစ်ဖို့အတွက်ပဲဆုံးခဲ့ကြတာဖြစ်နိုင်ပေမဲ့အဲ့ဒီသစိမ်းကပဲမိတို့ကိုလူလားမြောက်အောင်ပို့ခေါ်ပြီးခဲ့တာပါ။ဒါကြောင့်အခုလေးနှစ်လုံးချစ်ခဲ့တဲ့သူနဲ့သစိမ်းဖြစ်သွားလို့ဝမ်းနဲ့နေတဲ့သူရှိရင်မိတို့ကပဲပြောချင်ပါတယ်။အချိန်လေးကတမျိုးမနေပါနဲ့ရှင်တို့အေးခဲ့တဲ့အချစ်တွေအတွက်ဂုဏ်ယူလိုက်ပါ။နာကျင်ရတာကဒီဟာတကယ်ကိုစိတ်ရင်းနဲ့ချစ်ခဲ့လို့ပါပဲ။သစိမ်းကြီးပြန်ဖြစ်သွားတာကကိုယ့်ရဲ့ခွာကြီးဖြစ်စီသွားတာမဟုတ်ပါဘူး။ကိုယ့်ရဲ့ခွာကြီးရဲ့မှာကိုတယောက်တည်းပြန်ရက်ဒီကိုသင်ခန်းစာရလိုက်တာပါ
စရီလူကိုသစိမ်းဖြစ်နေပဲထားလိုက်ပါဒါပေမဲ့သူပေးခဲ့တဲ့သင်ခန်းစာတွေကိုတော့ကိုယ့်ရဲ့ခွန်အားအဖြစ်ယူဆောင်သွားပါအခုမေပြတ်သွားတာဒီကိုနားထောင်ပြီးရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်